ကဲအားလုံးမင်္ဂလာပါရှင်ချူး channel လေးပြန်တော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့အခုတာဝါလေးခုံရမှာပဲဖြစ်ပါတယ်ရှင်ဟိုကrobot တော့မရှိပါဘူးဒါပေမဲ့လည်းကြည့်ပေးကြလို့တော့တောင်းဆိုချင်ပါတယ်ရှင်ဟောလူတွေကလည်းကြပိတ်တိုးနာဒါပါတာဝါလဲဆိုတော့တာဝါလဲဆိုတာလည်းမေးလို့ရပါတယ်ပြုတ်ကြပါပြီတာဝါသိမကြွမှာဘူးလို့တာဝါသိမကြွအောင်နော်တာဝါသိမကြွဝဲပြုတ်ကြပြန်ပြီဟာပြုတ်ကြပါစေနဲ့တော့ဒါတော့လုပ်ရမယ်ဒါလေးလောက်မယ်မလေးပြုတ်ကြပြီကဲနောက်တာဝါလေးခုံမိုးစောက်ကြည့်ပေးကြပါအောင်ရှင်ဒီပါဗောနော်ဝင်ပါပြီမဝင်ပါပြီဝင်ပြီဝင်လို့လိုက်မရဘူးကဲထွက်မယ်နော်နောက်တစ်ဂိမ်းစောမယ်ကဲနောက်တစ်ဂိမ်းစောဖို့အတွက်ကြိုတင်ပြင်ဆင်ကြပါစို့ဘာလေးစောရင်ကောင်းမလဲဆိုတာတော့ဒီတာဝါလေးခုံမှာပဲဖြစ်ပါတယ်ဒီတာဝါကျတော့နည်းနည်းများတယ်နော်ခုံမှာပြီတချင်းနဲ့လုပ်ပြပဲပေါ့နော်အေးမြရဲ့စောင်းတွေမီးမြချင်းနဲ့အချမ်းတွေတောင်ပေါ်ပူဝင်နဲ့မတ်ပြပဲကော်ဖီနဲ့တန်းတာနေစားစရခိုင်မတော်ပါလေစကားလည်းဝဲမြင်ခင်စင်ဒီခိုးပြီးကြည့်မဖြည်းဖြည်းချင်းဘပလေးများတော့မေးကိုဦးညိုပေးစကူကိုရဲ့တကယ်ပဲပပူခဲ့တဲ့ cherry ပါဖိုင်ရဖို့ကိုပြင်စီမရောက်ဆုံးခဲ့တဲ့ကိုတချမ်းသမလေးများရဲ့ချဲဒီပန်းလေးလှနေတဲ့ပန်းလည်းမေးချင်းရဲ့ cherry ပန်းလို့ပြောရပဲသူနာတော့ကတာမဲရှက်ပါလေးများရဲ့သူမရဲ့လားလဲ cherry ပန်းလေးများလို့ပဲမွေးတယ်ရဲ့ cherry ပန်းလေးရမွေးတောင်မလန်းလေးရရွေးချယ်တယ်အေးမြတဲ့နေစောင်းတွေမီးမြချင်းတွေကြောင်းတွေတောင်ပေါ်ပူပူနဲ့မကြဘူးကော်ဖီနဲ့တူတန်းတာနေစားရခိုင်ရသူလေးစကလေးလောရဲ့ခီးစီကိုပြီးကြီးမှာစေပြီးချင်းကြီးပါပန်းများတော့မင်းကိုဦးရောစကူကိုရဲ့တကယ်လည်းဖူးခဲ့တဲ့ချယ်ရီပဲတရားဖို့ပြင်စမမော်တာနိုင်တော့မယ်ဟုတ်တယ်နိုင်တော့မယ်ဆိုတော့တော့ဘူးဆိုပြအစပြန်ကောင်းမလဲစကားကြအောင်မြင်ချင်ဆောင်ရတာသင်ကင်းချင်မိဘူးလားရှင်နဲ့အချောင်းဝစ်လားမရှိမှတတာလားမြင်ချင်ဆောင်ရလားသင်ကင်းချင်မိဘူးလားရှင်နဲ့စာဝတ်နာမရှိမှတတာကဲအားလုံးပဲဒီတာဝါတော့မှာပဲရှက်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့တချင်းလည်းပြပါရင်နောက်ပြီးတော့ view ပိုင်းကလည်းအရင်ရှိရဲ့အတွက်ကြောင့်မို့လို့တာဝါတော့မှာပဲရှက်လိုက်မယ်ပေါ့နော် okay မလဲထင်တာတော့လည်းတော့နေပြီကိုချလိုက်မယ်ပေါ့နော်okay ခဏကြည့်ပြကြလို့ကျေးဇူးတင်ပါတယ်ရှင်